American မှာတော့မှဒီလိုဈေးနဲ့မရဘူးတဲ့ဆိုတော့ကယခုလို brand စစ်တွေအင်ကြီးအစ်စ်တွေကိုကျွန်တော်တို့ authentic နိုင်မှာရနိုင်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့သတင်းကောင်းပေးခြင်းပါတယ်ကျွန်တော်တို့အင်းနေမှာပဲဖြစ်ဖြစ်တကြံမှာပဲဖြစ်ဖြစ်သူများနဲ့မတူတမှုထူးခြားပြီးတော့ smart ဖြစ်စေဖို့အတွက်ပထမဆုံးကြိုက်တဲ့ချက်ကတော့ဝယ်ပြီးပစ္စည်းပြန်လဲပေးသေးတယ်မိုင်းနေပြီအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် Ibrahim ဖြစ်ပါတယ်မိတ်ဆွေကျွန်တော်အရှိမပြောခဲ့တဲ့မျိုးပဲမမမရတဲ့ promotion authentic နိုင်မှာရနိုင်ပြီဆိုတဲ့အကြောင်းရင်းယခုပြမဲ့ promotion တွေကကျွန်တော် in-need ဒီမဟုတ်ဘဲနဲ့နောက်လာမဲ့မြန်မာတင်းကြပ်တော့ပါရှိနေတယ်ဗျာဆိုတော့ကကျွန်တော်တို့ဘယ်လိုမျိုး items တွေရှိတယ်ဘယ်လို promotion နဲ့ဘယ်လောက်ထိကျန်းလဲဆိုတာအတူတူစောင့်ကြည့်ပေးပါဦးဗျကဲ let's go ကျွန်တော်တို့ in-need မှာပဲဖြစ်ဖြစ်တကြံမှာပဲဖြစ်ဖြစ်သူများနဲ့မတူတမှုထူးခြားပြီးတော့ smart ဖြစ်စေဖို့အတွက်authentic နိုင်ကိုတော့လာဖို့လိုတယ်ဗျာဆိုတော့ကဒီလိုအင်ကြီးတွေဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်40ရာခိုင်နှုန်းနဲ့ရှိတယ်50ရာခိုင်နှုန်းနဲ့ရှိတယ်60ရာခိုင်နှုန်းနဲ့ရှိတယ်80ရာခိုင်နှုန်းနဲ့ရှိတယ်90ရာခိုင်နှုန်းအနည်းငယ်ပဲကျန်တော့တာပေါ့နော်မိတ်ဆွေမြန်မှုတော့လိုတယ်ဗျ story ကအကုန်မြန်နေတာဆိုတော့ကကျွန်တော် indie track လဲတွဲဖက်ဝစ်စင်ပြမှာဖြစ်တယ်လို့ indie တွေမဟုတ်ဘူးနော်ဒီလို promotion တွေကအခုလာမဲ့မြန်မာတင်းကျပ်အတွက်ပါ promotion ထားရပေးတာမို့လို့အရင်မိုင်းနေပြီဗျာကျွန်တော်အတွဲဖက်လေးတွေမိတ်ဆွေတစ်ချက်လောက်ရှုစားပေးပါအောင်ဗျာမရှိတဲ့ items တွေကိုကျွန်တော်10သိန်းမိုးနဲ့အတူ10သိန်းမိုးအထက်ဝယ်မယ်ဆိုလို့ယခုလို spin wheel ကိုမိတ်ဆွေတစ်ခါလှည့်ခွင့်ရမယ်ဗျကျွန်တော်တစ်ချက်လောက်စမ်းကြည့်လိုက်ပါမယ် Bismillah Loris Pants ကိုရပြီဗျာမိတ်ဆွေက9သိန်းလေးရနိုင်တယ်10သိန်းလေးရနိုင်တယ် percentage တွေလည်း short ခွင့်ရမှာမို့လို့လာတော့ကန်ဆန်းတင်ပါတယ်
ယခုလိုအင်ကြီးတွေပဲဝယ်ဝယ်ရှက်လက်ရွှေတွေပဲဝယ်ဝယ်ပစိုးပဲဝယ်ဝယ်ဗျာမိတ်ဆွေက promotion item မဟုတ်ပဲနဲ့နှစ်သိန်းမိုးအထက်ဝယ်မယ်ဆိုလို့ယခုလိုရေမွေးဒပလင်းနဲ့လက်ဆောင်ပေးအောင်မှာလို့ on တဲ့နိုင်ကပြောနေပြီနောက်ပြီးတော့ကျွန်တော်တို့အခုအင်းနေအတွက်တွေမဟုတ်ဘဲနဲ့တော့တကြင်အတွက်ပါဝယ်မယ်ဆိုလို့ရှင်တော့ပစိုးအစင်တွေကအစင်အမျိုးအစားပေါင်းဒီဇိုင်းခွဲပေါင်း90ရာနဲ့80ဝန်းကျင်လောက်တွေရှိတယ်ဗျာဟိုးပစိုးလဲဘလောက်တောင်စုံလိုက်လဲဗျာ t-shirt နဲ့ပဲဝယ်ဝယ် sport shirt နဲ့ပဲဝယ်ဝယ်ရှက်လက်ရှိနဲ့ပဲဝယ်ဝယ်မိုင်းနေပြီကဲကျွန်တော်ကိုရန်ကတော့အဓိကအားဖြင့် in အတွက်လာဝယ်တယ်ဆိုပေမဲ့ in အတွက် promote လုပ်ပေးတယ်ဆိုပေမဲ့အပြီးသွားပြီဆိုလို့ရှိရင်လည်းခုလာမဲ့တကြံအတွက်ကို promotion တွေလည်းဇက်တိုက်ရှိနေတာမို့လို့တကြံမှာကဲခြင်းတဲ့သူတွေတကြံမှာလေခြင်းတဲ့သူတွေအတွက်အဆင်ပြေစေဖို့အတွက် promotion တွေလည်းထားရှိထားပါတယ်ဗျကဲ promotion တွေ discount တွေကလည်းမတူညီတဲ့ပုံစံမျိုးနဲ့လုံးဝအကျဉ်းကြီးတွေရှိနေတဲ့အပြင်မှာပထမတစ်ခေါက်ပြောခဲ့သလိုမျိုးပဲ American တို့ Thai တို့မှာတော့မရတဲ့ promotion တွေနော် in အတွက်အမိလမ်းကျင်တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရဟောတက်တက်နန်းလို့သာလမ်းလာခဲ့လိုက်ပါ